ကြောင်းမြတ်ယတနာဆိုတာတာမန်ကြောက်ခဲတွေမဟုတ်ပါဘူးမြေပြင်အောက်အနက်ကြီးမှာနှစ်ပေါင်းတန်းချီကြအောင်တဘာဝတရားကဖိအားတွေအပူရှိန်တွေနဲ့ပေါင်းဆက်ဖန်တီးခဲ့တဲ့တဘာဝတရားရဲ့အမှုပညာလက်ရာတွေပါပဲကြောင်းမြတ်တစ်ခုအဖိုးတန်ဖို့အတွက်လှပခြင်း beauty ရှားပါခြင်း rarity နဲ့ခိုင်ခန့်ခြင်း durability ဆိုတဲ့အချက်၃ချက်နဲ့ပြည့်စုံရပါတယ်မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာဒီလိုအရေးချင်းပြီးသွားတဲ့ကြောင်းမြတ်တွေအစုံလင်ဆုံးထွက်ရှိရယတနာမြေတစ်ခုဖြစ်ပါတယ်ကဲမြန်မာမြေပေါ်မှာတွေ့ရတတ်တဲ့အဖိုးတန်ကြောင်းမြတ်ယတနာ10မျိုးကဘာတွေဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်ဗျာပထမ ruby ကြောင်းမြတ်တို့ရဲ့ဘယင်လို့ခေါ်ကြပါတယ်မြန်မာပထမအထူးသဖြင့်မိုးကုတ်ကထွက်တဲ့ခိုးသွေးရောင် pigeon black ပထမဟာကမ္ဘာမှာအရေးအသွေးအကောင်းဆုံးနဲ့ဈေးအကြီးဆုံးအဖြစ်စံချိန်တင်ထားပါတယ်နှစ်ကြောက်စိမ့်ချိန်တိုက်မြန်မာနိုင်ငံဟာကမ္ဘာကြောက်စိမ့်ဈေးကွက်ရဲ့အဓိကအသက်သွေးကြောပါအရေးအသွေးအကောင်းဆုံး egret ကြောက်စိမ့် imperial ချိန်တွေကိုဖားကန်ဒေတာမှာအများဆုံးတွေ့ရှိရပါတယ်ဗျာ3နီလာ sapphire နီလာဟာပထမနဲ့အမျိုးအနွယ်တူပါတယ်မြန်မာနီလာဟာပြာလဲလဲအယောင်နဲ့ကြည်လင်မှုကြောင့်ကမ္ဘာယတနာချစ်သူတွေအလွန်နှစ်သက်ကြပြီးမိုးကုတ်ဒေတာမှာအကောင်းဆုံးထွက်ရှိပါတယ်ဗျာ၄အညံ့ပန်း spider အမီကအညံ့လို့ဆိုပေမဲ့တကယ်တော့အရန်လှတဲ့ကြောင်ရပါအယောင်ဆုံးထွက်ရှိပြီးအခုနောက်ပိုင်းမှာတော့သူ့ရဲ့ရှားပါလှပမှုကြောင့်တန်ဖိုးဟာပထမနီးပါးအထိတက်လာနေပါတယ်ဗျာငါဘယင်အမ်ဘာနှစ်တန်းပေါင်း100ခန့်ကရှီးဟောင်းသစ်စီတွေကြောက်ဖြစ်သွားတာပါမြန်မာဘယင်ဘာမိုက်ထားကဘာမှာအမားဆုံးဖြစ်ပြီးအထင်းမှာရှီဟောင်းအင်းဆက်လေးတွေပါရှိတယ်လို့သိပ္ပံပညာရှင်တွေပါစိတ်ဝင်စားကြပါတယ်ဗျာ6ဥတ္တရာကပလေးသွဲ Peridot မြန်မာနိုင်ငံမိုးကုတ်မြို့ကထွက်တဲ့ Peridot ဟာကဘာမှာအယောင်အဆူဆုံးနဲ့အလှပဆုံးအဖြစ်ကြော်ကြားပါတယ်သူ့ရဲ့လန်းဆန်းတဲ့တံပြားစိမ်းရောင်ကလူတွေကိုဆွဲဆောင်နိုင်တော့ပါတယ်ဗျာခေါ်တလင် Quartz အဖြူရောင်ခရမ်းရောင် Amethyst စသဖြင့်အယောင်ဆုံးတွေ့ရပါတယ်မြန်မာနိုင်ငံနေရာအနှံ့အပြားမှာထွက်ပြီးအလှဆင်ပစ္စည်းတွေနဲ့လက်ဝတ်ရတနာတွေအတွက်အသုံးများပါတယ်ဗျာရှစ်ဥတ္တပြားတိုပတ်စ်ကြည်လင်တောက်ပါပြီးမားစစ်မြင့်မာတဲ့ကြောက်မြတ်ပါအယောင်မဲ့နဲ့အပြာနုရောင်ဥတ္တပြားတွေကိုမြမကြောက်မြတ်တွင်းတွေမှာပေါ်ပေါ်များများတွေ့ရှိရတတ်ပါတယ်ဗျာကိုလာကြောက် moonstone နုနှစ်ရောင်လိုဝီဝီဝါဝါအလင်းပြန်မှုရှိတဲ့လှပတဲ့ကြောက်မြတ်ပါမိုးကုတ်နဲ့တပိကျင်းဒေသတွေမှာတွေ့ရတတ်ပြီးမိန်းကလေးတွေအကြိုက်တွေ့စေမယ့်ကြောက်မြတ်မျိုးပါဗျာ30ပလေပါကြောက်မြတ်မဟုတ်ပေမဲ့ယတနာအဖြစ်သတ်မှတ်ပါတယ်ညကျွန်းစုကထွက်တဲ့တောင်ပင်လေပလေစောက်စီပေါင်းတွေဟာအရွယ်အစားကြီးမားပြီးတောက်ပြောင်မှုမှာကပအဆင်ပါပဲဗျာဒါတွေကတော့ကျွန်တော်တို့မြမမြေပေါ်ကထွက်ရှိတဲ့အဖိုးတန်ယတနာတွေပဲဖြစ်ပါတယ်အကိုတို့ရောဒီကြောက်မြတ်စိတ်မျိုးထဲမှာဘေးအမျိုးအစားကိုအကြိုက်ဆုံးလေဗျာကောမှန်မှာပြောခဲ့ကြပါဦးနော်နောက်ထပ်လေးစိတ်ဝင်စားစရာဘ ഹു တုတာတွေကိုတင်ဆက်ပြီးဦးမှာမို့ကိုတက် knowledge ကို follow လုပ်ထားဖို့မမိနေဘူးနော်